အာဆင်နယ်ကိုရှုံးပွဲမရှိစံချိန်ချိုးပြလိုက်တဲ့မန်ယူပြည်သက်တို့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ Old Trafford ရဲ့မြက်ခင်းပြမှာမန်ယူဟာဘသူကိုမှအထင်မသေးဘူးဆိုတာအာဆင်နယ်တို့ကောင်းကောင်းကြည့်သိသွားခဲ့ရတဲ့ပွဲတစ်ပွဲအကြောင်းပြောပြပေးကြပါရရှင်ပြည်သက်တွေအားလုံးကအာဆင်နယ်နိုင်မယ်လို့ထင်ကြေးပေးနေကြတဲ့ချိန်မှာမိုက်ကယ်ကာရစ်ရဲ့နီးပြူဟာနဲ့ကစားသမားတွေရဲ့စိတ်ထဲကအရာအလုံးကိုပြောင်းပြန်ကိုလှန်ပစ်ခဲ့လိုက်တာဖြစ်ပါတယ်။အာဆင်နယ်ဟာဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့အဖိကစားဖို့ကြိုးစားခဲ့ပေမဲ့မန်ယူရဲ့ခံစစ်ကတကယ်ကိုကြောက်ဆောင်တစ်ခုလိုခိုင်မာနေခဲ့ပါတယ်ရှင်။အထူးသဖြင့်ကွင်းလိုက်ကနေအမြန်နှုံးနဲ့တံမြန်တိုက်စစ်ဆင်းတဲ့အခါမှာတော့အာဆင်နယ်ဟာအပေါက်ပြဲတွေနဲ့ဖြစ်ကုန်တော့တာပါပဲ။ Bruno Fernandes ရဲ့ vision ရှိတဲ့ပေးပို့မှုတွေကအာဆင်နယ်ရဲ့ခံစစ်ကိုအပိုင်းပိုင်းပြတ်သွားစေခဲ့တာကတော့အမှန်ပါပဲ။ဒါဟာကန်ကောင်းလို့နိုင်တာမဟုတ်ပဲနီးပြူအပိုင်းအရာအကွက်ကြကြဖန်တီးခဲ့တာလို့ပြောရမှာပါကိုသမားလမ်မတ်ရဲ့စွမ်းဆောင်ရည်ကောင်းနေတဲ့အတူမန်ယူပါပဲဆိုတာပြသခဲ့တဲ့ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်ရှင်ဒီပွဲမှာဆိုရင်တော့မန်ယူရဲ့ကစားသမားတွေ Bruno Fernandes နဲ့ Degoro ရဲ့ခြေစွမ်းကလည်းအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။ကိုရသွားတဲ့အချိန်တိုင်းမှာအာဆင်နယ်ရဲ့ယုံကြည်မှုကိုရိုက်ချိုးနိုင်ခဲ့သလိုပရိသတ်တွေရဲ့အားပေးတန်ကလည်းအာဆင်နယ်ကစားသမားတွေကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။ဒါဟာမင်းတို့အိမ်ကွင်းငါတို့ရဲ့ပွဲတော်ဆိုတာကိုမန်ယူကပြသသွားခဲ့တာပါ။မန်ယူရဲ့တိုက်စစ်ကစားသမားတွေဟာရရှိတဲ့အခွင့်အရေးတွေကိုအပိုင်အသုံးချသွားပြီးတော့အာဆင်နယ်ရဲ့ဂိုးပေါက်ကိုအပြတ်တီးခဲ့ပါတယ်။ဒီပွဲမှာဆိုရင်တော့မန်ယူရဲ့နီးပြူဟာအာဆင်နယ်ရဲ့လှုပ်ရှားမှုတိုင်းကိုကြိုတင်ဖတ်ထားနိုင်တယ်လို့ပါပဲ။ဒီပွဲရဲ့အချက်ကတော့မန်ယူရဲ့စိတ်သက်ပိုင်းဆိုင်ရာခိုင်ခံမှုပါ။အာဆင်နယ်ရဲ့တိုက်စစ်လှိုင်းတွေကိုတီးတီးငိမ့်ငိမ့်တောက်ခံနိုင်တယ်လို့ပွဲပြီးကနေအထိအားဆိုင်မှုအပြည့်နဲ့ကစားသွားခဲ့တာတွေ့ရပါတယ်။အာဆင်နယ်ဘက်ကခြေပေါက်ကိုရဖို့ပြန်ပြီးတော့စူးစမ်းခဲ့တဲ့ဆိုပေမဲ့မန်ယူရဲ့ဂိုးသမားနဲ့ခန်းစစ်ကစားသမားတွေကအမှားယွင်းမရှိလုံးဝပိတ်ဆို့သွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်မန်ယူဟာဇယားထိပ်ပိုင်းဖြစ်တဲ့အဆင့်လေးနေရာကိုချိတ်ကုပ်ယူနိုင်ခဲ့ပြီးတော့အာဆင်နယ်အတွက်ကတော့ချန်ပီယံလမ်းကြောင်းမှာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားခဲ့ပါတယ်။ဒီပွဲကမန်ယူပရိသတ်တွေအတွက်တော့အရသာအရှိဆုံးနိုင်ပွဲတစ်ခုလို့ပြောရမှာပါရှင်။ပြိုင်ဘက်အာဆင်နယ်ရဲ့ရှုံးမမရှိစံချိန်ကိုရက်တန့်ပစ်ခဲ့တယ်လို့မန်ယူဟာထိပ်သီးအသင်းကြီးတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာသင်ခန်းစာပေးသွားခဲ့တာပဲဖြစ်ပါတယ်။ကဲမန်ယူပရိသတ်တွေအတွက်တော့ဒီပွဲကရင်မှတ်ထက်အထိအေးမြသွားစေမဲ့ပွဲတစ်ပွဲဖြစ်ခဲ့မှာပါဒီနိုင်ပွဲမှာပဲကစားသမားကအကောင်းဆုံးလို့ထင်မြင်ကြပါလေကွန်မန့်မှာတစ်ချက်လောက်ပြောခဲ့ကြပါဦးမန်ယူအသင်းကိုတစ်ကနေ100ချိအမှတ်ပေးရမယ်ဆိုရင်ဘယ်လောက်ထိပေးခဲ့ခြင်းလဲအချိန်နဲ့အညီကိုရလက်တွေလည်းခံမှန်းပေးနေတဲ့ကျမတို့ရဲ့ဒီ channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုကြည့်တဲ့အခါမှာလည်းပူပြန်လေးခံပြီးကြည့်ပေးဖို့မြတ်တိုင်ခံပါရစေရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါနော်